အားလုံးပဲမင်္ဂလာပါစစ်မှာဒီနေ့လည်းနေပူပါတယ်အေးလေအေးပါတယ်ရန်လည်းပြောစရာကောင်းပါတယ်ကျွန်တော်တို့ Bawon Hove ကိုသွားပါမယ်ရှင် Oh sorry not Bawon Hove what's that Oh yes this is Bawon Hove come because now there's no car ဒါမဲ့မန်ဒရီဆန်လေးတက်ကြည့်ပါမယ်ရှင်လိုက်ခဲ့ကြပါဦးတိတ်မကြခင်မှာ strawberry farm လေးကိုရိုင်းကောက်ရမယ်အချိန်လေးရောက်လာတော့မှာပါအခုတော့မဟုတ်သေးဘူးထင်တယ်စပြီးတော့ planning လုပ်တဲ့အချိန်ရောက်လာပါပြီဒီကတော့လေတော့လေခင်းနေဖြစ်ပါတယ်မင်္ဂလာပါရှင်ဒါကတော့ကျမတို့ရဲ့အိမ်ဘေးနားကရှစ်ခင်လေးဖြစ်ပါတယ်လူချင်းမင်းတို့ရေကြိုက်ကြရဲ့လားရှင်ဒီချိန်ဆိုအရန်နေလို့ထိုင်လို့ကောင်းတယ်အရန်နေလို့ထိုင်လို့ကောင်းတယ်ဒီမှာတရိစံလေးရှိတယ်ပြပေးမယ်ဒီမှာကြည့်ဒါကတော့လမ်းဖြစ်ပါတယ်ပုံလေးတစ်ပုံရိုက်လိုက်ပါမယ်ကျမနေအတူတူ super good ဒီအဆိုရင်ဒီဘက်ကနေဟိုဘက်တော့လျှောက်သွားလို့ရှိရင် apple chan ဖြစ်တယ်ပေါ့နော်ဒီလိုလေးရှိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ရှုစားပေးတဲ့အတွက်